ချင်းလန်းကောင်စီမှာရှိတဲ့တချို့အဖွဲ့အစည်းတွေကလည်းအေးစတိုင်ကိုအားကျတဲ့သူတွေရှိတယ်နော်ကျွန်တော်ကတော့အေးလမ်းစဉ်ကိုကျွန်တော်အားမကြောက်သူတို့ကကွန်မြူနစ်စတိုင်နဲ့တွားတဲ့ခါကျတော့ကျွန်တော်တို့ချင်းတွေကမွေးလာကြတဲ့ကချင်းတွေကခရိယန်ဖြစ်လာကြတဲ့ကဒီမိုကရေစီကိုကြိုက်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတော့ဒီမိုကရေစီနဲ့ကွန်မြူနစ်ကအရန်กว่าတယ်ဒါကြောင့်ဒီအေးရဲ့လောက်ရကတော့ကျွန်တော်ပြောပြီးသားသခိုင်းလူမျိုးနဲ့ချင်းလူမျိုးတွေကိုရန်ဖြစ်စေတဲ့အနေအထားတို့ရောက်သွားပြီကျွန်တော်ကိုယ်တိုင်ကစိတ်ထဲမှာမစီမဆိုင်ရွေလေအေးရဲ့ပလေဝပေါ်မှာပလေဝလူမျိုးပေါ်မှာပလေဝနေမြေပေါ်မှာအဲ့လိုမျိုးလှုပ်ဆောင်လာတဲ့အတွက်အထီငေါအထစ်ဖြစ်သွားပြီဆိုတော့ဒါဒီကိုဘယ်ချိန်မှဘလို့ပုံစံရွေလေအေးကမဟုတ်ပါဘူးခဏလေးပဲငါတို့ကအုပ်ချုပ်တာပါတော်လှန်ကြီးအုပ်ချုပ်ရေးအရာဘလေဝကသခိုင်းပြည်နယ်မဟုတ်ပါသခိုင်းပြည်နယ်ကမဟုတ်ပါဘူးသူလည်းမတွတ်တွန်းပါဘူးခဏတာပါဆိုတဲ့ဥစ္စာကျွန်တော်ကြားချင်တာအစီဘီတွေလည်းကြားချင်မယ်ထင်တယ်အဲ့တော့ကြားနိုင်ခွင့်ရောရှိမလားဆိုတဲ့ဥစ္စာစိတ်ကူးရင်နေကြတာပါဟုတ်တော့ပြည်သူလူထုကနေနေပြီးတော့မှဒီဥစ္စာကိုတော့ဒီလောက်ရက်ကိုတော့မလက်ခံတဲ့အတွက်ဖရာသခင်အကူအညီဖြင့်တစ်ချိန်မှာတော့ချင်းပြည်နယ်ပြန်ဖြစ်သွားမှာပါဆိုတဲ့ဥစ္စာကျွန်တော်ဆူတောင်းနေပါတယ်အဲ့တော့ဘွေကုန်းဖိတ်ကောက်မြင်းဆူတောင်းနေလို့ဘာမှပြည့်မှာမဟုတ်ဘူးလင်းနေပဲလို့ထားလလကားအဲ့တော့လာလို့မှာမတတ်နိုင်တော့စုပဲတောင်းရမှာပေါ့နော်လက်နဲ့ကြီးပဲတစ်ချိန်လုံးအားကိုးလို့လည်းပဲဒီကဘာပေါ်မှာအနိုင်ရရှိသွားတဲ့ဥစ္စာလဲရှိတယ်လို့လက်နဲ့အနိုင်ရတဲ့ဥစ္စာဟာလည်းပဲတခါတလေကြတော့မပြီးမြောက်ပါဘူးလို့အဲ့ဒါကြောင့်ကျွန်တော်ကတော့စိတ်ကတော့အခုချိန်ထိမကျေနပ်မှုပဲရှိသေးတယ်နောက်ဆုံးပြောချင်တဲ့ဥစ္စာကတော့ကျွန်တော်တို့ချင်းဒီအားလုံးဘာကြောင့်ငြိမ်နေရတာလဲချိန်ညာချက်ထုတ်တဲ့သူတွေကဒီပရီကြီးပဲဥပမာဖြစ်စေချင်တယ်ဘလေဝမြို့နယ်မှာရှိတဲ့လူမျိုးအသီးသီးဘလေဝမြို့နယ်မှာရှိတဲ့ချင်းတွေနော်ချိန်ညာချက်လောက်တော့ထုတ်တင်တယ်ဘာဖြစ်လို့ချိန်ညာချက်မထုတ်ရဲတယ်လဲကြောက်တယ်လို့ပြောရမှာပေါ့ကြောက်နေလို့လည်းမဖြစ်ဘူးကျွန်တော်တို့ချိန်ညာချက်ထုတ်တာတနတ်နဲ့တွားပြပါမှမဟုတ်သေးတာဒါကျွန်တော်တို့မကြိုက်ဘူးနော်ဆိုပြီးတော့မှအဲ့ဒီသစ္ဆိုင်တဲ့သူတွေကလင်းနေကံဖွဲ့စည်းပဲဖြစ်ဖြစ်မလေးဝါမှာရှိတဲ့ချင်းလင်းနေကံဖွဲ့စည်းပဲဖြစ်ဖြစ်လူမှုအတင်းဖွဲ့ပဲဖြစ်ဖြစ်ဘာသာရေးအတင်းဖွဲ့ဖြစ်ဖြစ်ချိန်ညာချက်မပြလို့မထုတ်ရဲတယ်လေချိန်ညာချက်တော့မထုတ်ရဲဘူးဆိုရင်တော့အဲ့ဒီဥစ္စာတွေကျွန်တော်တို့ဥစ္စာဖြစ်တယ်ဆိုတဲ့ဥစ္စာရည်ရှိတွေ့တော့တော်ခက်ခဲသွားလိမ့်မယ်လို့ကျွန်တော်အမြင်လဲဒါကြောင့်ဒီနေ့တော့ပလေဝကိစ္စကိုတော့ဟိုမှာခုနတုံမှာလည်းရီးပြီးသားဆိုတော့များများမပြောချင်တော့ပါဘူးဒါတွေချင်းနေဘယ်လိုလုပ်မလဲအဲ့ဒါကိုကျွန်တော်မေးခွန်းထုတ်ချင်တယ်အားရတာပဲသူများအားရတာကြီးပဲမပြောနဲ့တော့ကိုလေသူများကအားရအောင်လဲလုပ်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်တယ်လက်ခေါ်ပါလေးချီးမြှင့်ပြအောင်နော်ဆရာဘော့ပြောသွားတာတော်တော်လေးကောင်းပါတယ်ပြက်သားနဲ့ပြည့်စုံလဲတော်တော်လေးပြည့်စုံပါတယ်ဘလဲဝရင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီစကဝိုင်းမှာလဲတော်တော်များများကျွန်တော်တို့ပြောခဲ့ပြီးပြီပေါ့နော်ဒါကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ဆိုတာကျွန်တော်လည်းအများအားပြောထားရှိပါတယ်ဒီခိုင်ကျွန်းမီကျွန်းကိုင်းမီဆိုတို့ကျွန်တော်တို့ကဘာတီနေတဲ့၍ဒါမြန်မာနိုင်ငံကြီးရှိနေတဲ့ဒါကျွန်တော်တို့အိမ်နေချင်းဒါညီကိုမောင်နှမတွေပြည်နယ်ချင်းထိဆက်နေတဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ဖြစ်နေမှာပါရခိုင်ပြည်သူလူထုကိုကျွန်တော်တို့ဒါပုတ်ခတ်ခြင်းဘယ်လိုခေါ်မလဲမုံတီးခြင်းကျွန်တော်တို့လုံးဝမရှိပါဘူးကျွန်တော်တို့အခုလိုပြောဆိုနေရခြင်းရဲ့အဓိကရည်ရွယ်ချက်က ULAAA ရဲ့သူတို့ရဲ့လမ်းစဉ်မူဝါဒကိုကျွန်တော်တို့ဟာလက်မခံနိုင်လို့အခုလိုပြောနေရခြင်းဖြစ်ပါတယ်ဒါရခိုင်ပြည်သူလူထုနဲ့ဆိုတာကကျွန်တော်တို့အမြဲတမ်းဒါကုတန်းရောင်းဝယ်ရေးမှာပဲဖြစ်ဖြစ်ဒါနိုင်ငံရေးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အများအားပူးပေါင်းဆောင်ရွက်သွားမယ်ညီကိုမောင်နှမတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ဖြစ်စပြီးမှပြောကြားချင်တယ်အခုချိန်မှာတော့ညီမငယ်စနိုးအစဉ်ပြေတော့ဒီတချင်းတစ်ပုဒ်အဖြစ်ဒီဆိုပေးဖို့ရအတွက်အချိန်ပေးသွားချင်တယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆွမ်းနာစနိုးရဲ့မိုက်ခရိုဖုန်းက
အစင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲတချင်းဆိုဖို့အခုမလာဘူးဖြစ်မှာပါလို့ပြီးတော့စနိုးတချင်းလည်းမဆိုတာကြာပြီဖြစ်တဲ့အခါမှာအမားလေးတွေပါသွားခင်လဲခွန်လွန်ပေးဖို့တရားနဲ့တောင်းဆိုချင်တယ်ပြီးတော့ဆောနာပူပွဲကုံပြောသလိုပဲပေါ့နော်ကျမတို့သမိုင်းဆိုတာကကိုယ်ကိုယ်တိုင်ကနေပြောရေးရမှာဖြစ်တယ်ပလဝရေးနဲ့ပတ်သက်ပြီးတော့လဲစနိုးပြောချင်တာသမိုင်းလှလှစနိုးတို့ရေးဖို့ဆိုလို့ရှိရင်ချင်းပြည်သူတွေကျမတို့အားလုံးလက်တွဲညီဖို့လိုတယ်ကျမတို့ရဲ့သမိုင်းကိုကျမတို့ကိုယ်တိုင်ကရေးရမှာဖြစ်တယ်သူများသူတစ်ပါးကနေပြီးတော့ရေးမဲ့လက်ရည်နဲ့ချက်ကိုရီရေးတဲ့လက်ရည်ကလုံးဝကွာခြားနေမှာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့သမိုင်းကိုကိုယ်တိုင်ရေးကြဖို့ဒီကနေညီလေးဆိုတဲ့တခြင်းလေးနဲ့စနိုးထလောင်ပြီးတော့ဖိတ်ခေါ်လိုပါတယ်လူရဘဝကခနာပါမိတော့တခုလိုပါဒီနေ့နေ့ကြတော့ပြပုံဖြစ်မှာကိုဆိုင်ခဲ့ဘူးတဲ့သမိုင်းတွေသာဒီနေ့အတီးတီးလာမှာမင်းကြောင့်အားလုံးပြောပါစေပေါ့ကွာဘဝကနေရင်ရှိတယ်လေအိုးနှိမ်ချတတ်ပါစေဘယ်တော့မှမရှုံးဘူးကွာညီလေးရှာဒီနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရှိပါအောင်မြင်မှုကြီးကြီးမမမရချင်နေပါလူတွေကိုမင်းကြောင့်မြင်ရင်မချစေနဲ့ပေါ့ကွာရန်သူတထောင်နဲ့ချဖို့မင်းမစွမ်းနိုင်လဲကွာလူတယောက်ကိုဆွဲထူပါနောက်ကျော်ကိုကြားနဲ့ထိုးလဲပြောင်းပြလိုက်ပါအဖေဆုံးမစကားညနာထောင်ပါညီလေးရှာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအလုံးခဏတွေပါဘဝကနေရင်ရှိတယ်လေအိုးနှိမ်ချတတ်ပါစေဘယ်တော့မှမရှုံးဘူးကွာညီလေးရှာဒီနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရေးပါလောင်မြင်မှုကြီးကြီးမမမရချင်နေပါလူတွေကိုမင်းကြောင့်မြင်ရင်မချစေနဲ့ပေါ့ကွာရန်သူတထောင်နဲ့ချဖို့မင်းမစွမ်းနိုင်လဲကွာလူတယောက်ကိုဆွဲထူပါနောက်ကျော်ကိုကြားနဲ့ထိုးလဲပြောင်းပြလိုက်ပါအဖေဆုံးမစကားအမြင်တော်ထောင်ပါညီလေးရှာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအလုံးခဏတွေပါအောင်မြင်မှုကြီးကြီးမမမရခြင်းနေပါလူတွေကိုမင်းကြောင့်မြင်ရင်မချစေနဲ့ပေါ့ကွာရန်သူတထောင်လေးချဖို့မင်းမစွမ်းနိုင်လဲကွာလူတယောက်ကိုဆွဲထူပါနောက်ကျော်ကိုကြားနဲ့ထိုးလဲပြောင်းပြလိုက်ပါအဖေဆုံးမစကားမြင်တော့ထောင်ပါညီလေးရှာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအလုံးခဏတွေပါ
ကဲကျေးဇူးများတင်ပါတယ်ဆွမ်းနာသချင်းလေးပြောသွားတဲ့အတိုင်းပဲပေါ့နော်လူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းတွေဟာအားလုံးခဏပါပဲလို့ကျမတို့အားလုံးအတူညီပြီးတော့ကျမတို့ဒီသမိုင်းတွေပေါ့နော်မကောင်းတဲ့သမိုင်းတွေကျမတို့ရေးခဲ့တဲ့အရာတွေအကုန်လုံးကိုကျမတို့ကနေပြီးတော့ပြန်လဲပြီးတော့ချိုးဖောက်နိုင်ပါတယ်လို့အဲဒါကြောင့်အားလုံးလက်တွဲပြီးတော့ဒီဘလဝအရေးဖြစ်စေကျမတို့လာမဲ့ decision တွေပေါ့နော်ဘာပဲကျမတို့သုံးသပ်မဲ့အရာတွေအကုန်လုံးကိုလက်တွဲညီညီနဲ့သုံးသပ်ကြဖို့ကျမဒီကနေတောင်းဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ် ညီမငယ်စနိုးလက်ခေါ်ပါလေးချင်းပေးအောင်နော်ဒီမှာ comment ထဲမှာလည်းတော်တော်လေးဝိုင်းမှကြိုဆိုကြတယ်သတိရတယ်တဲ့မတွေ့ရတာကြာပြီတဲ့လွမ်းနေတယ်တဲ့နော် comment ထဲမှာတော့အားရပါရပဲဒီကနေ့ညမှာခုလိုဆိုသွားတဲ့တခြင်းကလည်းအမတန်မှအားတက်စရာကောင်းတဲ့တခြင်းခွင့်အားပေးတဲ့တခြင်းလေးတွေဆိုပေးတဲ့ပုံမှာအထူးပဲကျေးဇူးတင်တယ်အခုချိန်မှာတော့ကျွန်တော်ပူကိုကျွန်တော်ဆက်လက်ပြီးမှအချိန်ပေးသွားချင်တယ်ဒီပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဒီရီနဲ့တရုတ်ဘက်မှာဒါကျွန်တော်တို့ HBO လူကြီးတွေနဲ့တော်လကောင်းဒီဟွန်ဂေါ်ရမ်ဒေသရဲ့မိဘပြည်သူလူထုတွေနဲ့ရမီရဖတွေနဲ့ဒီအတင်းကန်တာပေါင်းစုံနဲ့တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိတယ်အဲ့ဒါဒီဟွန်ဂေါ်ရမ်ဒေသနဲ့တွေ့ဆုံဆွေးနွေးမှုအပေါ်မှာတော်လကောင်းပြီးတော့အဲ့ဒါပလက်ဝအရေးနဲ့ပတ်သက်ပြီးမှဒါပို့ရဲ့အမြင်လေးကိုလည်းထည့်ပြီးမှပြောစေချင်ပါတယ်အဲ့ဒါတစ်ခုလေးကိုအခုချိန်မှာပို့ရဲ့မိဘပြည်သူထံချပြလို့ရတဲ့အနေအထားလေးတွေကိုပြန်လည်သုံးသပ်ပေးဖို့ရန်အတွက်အချိန်ပေးသွားခြင်းနဲ့ကျွန်တော်တို့စီစဉ်ကိုလည်း like and share အဖြစ်ပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ထပ်မံမိမတောင်းဆိုပါတယ်ညီငယ်မနာလည်းအချိန်မီပူပေါင်းပါဝင်လာနိုင်တယ်ကျေးဇူးတင်တယ်မနာကဲပို့ကိုချိန်ပေးအောင်နော်ဟုတ်ပြီစမ်းတယ်ဒီမနေ့ကျွန်တော်တို့ဘက်တော့မနေ့ပိုင်းပေါ့နော်ဆရာတို့ဖက်တော်ညနေပိုင်းခုလိုမျိုးဟုတ်ပေါ့ကျွန်တော်တို့ကိုထောက်ခံအားပေးတဲ့ပြည်သက်ရှိမှောက်မှာလက်ရှိဖြစ်နေတဲ့နိုင်ငံရေးရှိရေးအခြေအနေတွေကိုဆွေးနွေးဖို့အချိန်အခါကောင်းပြန်ရတဲ့အပေါ်မှာကျွန်တော်လည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဥစွာပြောကြားလိုပါတယ်ကျွန်တော်ကပြင်ဆင်ထားတာတော့ခုနပြောတဲ့ဟွန်ဂေါ်ရမ်ကိစ္စတို့ပလေဝကိစ္စကိုလည်းကျွန်တော်နည်းနည်းညှက်ပါနော်ကျွန်တော်အနေနဲ့ဥစွာအများပြည်သူကိုအတိပေးချင်တဲ့အချက်နှစ်ချက်လေးရှိတယ်ပထမတစ်ချက်ကကိုစစ်ဆိုးရဆရာနာရှင်တွေပေါ့စစ်ကောင်စီတွေပြင်ဆင်ထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောချင်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ချင်းနေလေးဆိုတဲ့ချက်နော်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒေါ်လာရေးအရာစုဖက်မှာနိုင်ငံတကာမှာတော့လွှမ်းမိုးမှုအခြေပြန်ဆုံးပေါ့ NUG နဲ့ပတ်သက်ပြီးတော့ဟောပေါ့တည်င်းတွေမျိုးထွက်နေတယ်အဲ့ဒီပုံမှာကျွန်တော်ရဲ့အမြင်လေးနည်းနည်းဆွေးနွေးခြင်းပါတယ်အဲကြောင့်ကျွန်တော်တို့ဒီမနေ့ဒီလိုမျိုးဆွေးနွေးတဲ့ခါမှာကျွန်တော်ကပါတီလူကြီးတော့ဟုတ်တယ်ဒါပေမဲ့ပါတီကို spokesperson မဟုတ်ဘူးပါတီကို policy ပြောတာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့လူပုဂ္ဂိုလ်တူအနေနဲ့ကိုဆူတောင်ကိုအမြင်ကိုပါဝင်ဆွေးနွေးတာဖြစ်ပါတယ်လို့ကျွန်တော်ဥစွာပထမပြောချလိုပါတယ်အဲ့လိုနဲ့ကျွန်တော်ဆက်ပြောမယ်ဆိုလို့ရှိရင်ခုတစ်ခေါက်ဆိုလို့ရှိရင်စစ်ကောင်စီဖက်ကနေဒီနေ့နိုဝင်ဘာဒီဇင်ဘာ28ရက်နေ့ကျရင်ရွေးကောက်ပွဲရဲ့ပထမအတောက်အနေနဲ့လောက်တော့မယ်ဆိုတော့ဟောတည်င်းဒီဟိုလေးတချို့ဖြစ်သွားတယ်သူတို့ကလည်းသူတို့မီဒီယာကလည်းအားရပါရကြီးတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့ဒီရွေးကောက်ပွဲဟာဘလူနီးနမတရားမဝင်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အကြောင်းဘလူနီးနမအများပြည်သူကလက်ခံလို့မရတဲ့အကြောင်းသူတို့အားလုံးကျွန်တော်တို့အားလုံးအတိပိသားဖြစ်တယ်ဒီလျက်နဲ့သူတို့ကတော့မြကန်စင်ကန်တော်တူပေါ့နော်သူတို့ကတော့သူတို့ဆက်သွားမဲ့သဘောရှိတယ်ဒါပေမဲ့ဘလူဖြစ်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့ကလည်းဝိုင်းဝန်းသုံးသပ်ဖို့နေနေလို့လေဆိုတဲ့မြင်ပေါ်မှာနော်အဲ့တော့သူတို့ကတော့ပထမအနေနဲ့သူတို့ထိန်းထားတဲ့မြို့နေဒီတိုင်းနဲ့ပြည်နယ်14ခုမှာမြို့ပေါင်း102မြို့ဆိုပါလားဒါပထမတောက်နေနဲ့လောက်ပဲတဲ့အတော်အဖြစ်ပထမတောက်ဒုတိယတောက်စတုတတတိယစတုထစသဖြင့်ပေါ့လဲစင်လုံးမဲ့သဘောရှိတယ်ရှင်းလဲစင်အဲ့ဒီအစင်ထဲမှာကျွန်တော်တို့ချင်းပြည်နယ်ကမြို့နေပါလာတာကိုကျွန်တော်တို့တွေ့ရတယ်ဟာခါနဲ့တိတိအဲ့တော့ဟာခါနဲ့တိတိကိုသူတို့ကလုံမဲဆိုတော့ပါလာတယ်
အဲ့တော့သူတို့ရဲ့အတုံးနှုံးမှာတော့မျိုးနေဒီအားလုံးလုံးမယ်ဆိုတော့ပြောတယ်အဲ့တော့ဘလူနီးနမဒီရွေးကောက်ပွဲကအများပြည်သူကတော့လကောင်းနိုင်ငံတကာကတော့လကောင်းလုံးဝလက်မခံတဲ့ရွေးကောက်ပွဲဒီရွေးကောက်ပွဲဟာဗမာပြည်ရဲ့လက်ရှိပြဿနာကဖြီးပြရှာမှာမဟုတ်ဘူးဖြီးပေးမှာမဟုတ်ဘူးပုံမများပြတဲ့ပြဿနာပုံမများပြတဲ့တွဲထွက်တန်ယူမှုဘေးဖြစ်စေမယ်ဒီရွေးကောက်ပွဲအတီးပွင့်ဟာနိုင်ငံကောင်းကျူးမဟုတ်ဘူးနိုင်ငံဆိုးတဲ့ဆိုးဖို့ကိုပဲဦးတည်သွားမယ်ဆိုတော့နိုင်ငံတကာသတင်းစာတွေကလည်းတုံးတက်တယ်ကျွန်တော်တို့ဗမာပြည်ကြီးရကျွမ်းကျင်တဲ့ပုံကူကြီးတွေကလည်းလို့ပြောတာပြတယ်တကယ်လည်းဟုတ်တယ်အဲ့ဒီလိုလည်းဖြစ်မှာပဲဆိုတာတေချာတယ်အဲ့တော့အဲ့ဒီကြားကလည်းကျွန်တော်သွားမှာဖြစ်တယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်ဆရာနာစင်ကတော့နှစ်ပေါင်း90အများပြည်သူအတွက်စဉ်းစားတဲ့အစိုးရဒီမဟုတ်ဘူးလူဒီမဟုတ်ဘူးတို့လက်တဆုပ်စာလူတစုအတွက်အတေခံပြီးတော့တန်းပင်နာဘေကိုနာမည်ခံပြီးတော့လုပ်တဲ့ဥစ္စာဆိုတာတော့ကျွန်တော်အားလုံးတည်ပြီးသားဖြစ်တယ်အဲ့ဒီတိုင်းပဲတို့ကဆက်သွားဖို့ပြင်နေနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ပြည်သူဘက်ကိုကျွန်တော်အလေးငယ်ပြောလို့တချို့တော့ပြည်သူတွေကဒီလောက်ရက်ဆက်ကြမ်းကြောက်တဲ့အကြမ်းဖက်ဆရာနာရှင်ဘလောက်အများပြည်သူအပြစ်မဲ့ပြည်သူကဘလောက်အပေါ်မှာဘလောက်ရက်ဆက်ခဲ့တယ်လဲဒီကနေ့အထိဘုံကျဲတာဒီကျောင်းဒီစေယုံဒီဖျားကျောင်းဒီဘလောက်တိုက်ခိုက်တယ်လဲဒါကျွန်တော်တို့အားလုံးမြင်တယ်အဲ့ဒီလူတွေကလုံးမဲ့ရွေးကောက်ပွဲအဲ့ဒီလူတွေကစီစဉ်တဲ့ပွဲအဲ့ဒီပွဲမှာတချို့တော့တိုင်းတန်းကြီးကိုဒီကခုစစ်ကောင်စာစေအုပ်စုကတော့ပြောတာပေါ့ပါတီပေါင်း60ကနေဝင်ပြိုင်မယ်ဆိုပြီးတော့ပြောတာပေါ့အဲ့တော့တခြားတော့ကျွန်တော်ပြောလို့ကျွန်တော်တို့ချင်းဖက်ကိုပြောလို့ကျွန်တော်တို့ချင်းဖက်မှာတိတိမနဲ့ဖလာမ်တော့တိတိမနဲ့ဟာခါဟိုတော့ပထမတော့မှာလောက်မယ်အဲ့ဒီအတွက်ပြင်ဆင်ကြပါဆိုပြီးတော့လောက်တဲ့ခါမှာတချို့တော့ချင်းလူကြီးတွေကတချို့တော့ချင်းလူကြီးတကယ်လူနေရှုကလေးတွေကခူးကြောင်ခူးဝဲနဲ့အများရှိမဟုတ်မှာတော့မပြောသေးမဆူရေးမင်းနဲ့နေပြီးတော့ခဏခဏတွားနေတယ်လို့ကျွန်တော်တို့တင်ကြရအင်မရန်မှစိတ်ပြတ်ဖို့ကောင်းတယ်အင်မရန်မှဆက်เสียလည်းကောင်းတယ်ကျွန်တော်တို့ချင်းဒီကြားမှာဒီလူဒီလည်းရှိသေးပါလားဆိုပြီးတော့ကျွန်တော်တို့အင်မရန်မှဆက်เสียကောင်းတဲ့အကြောင်းဒီမှာကျွန်တော်ပြောလို့တယ်အဲ့တော့နေပြီးတော့တိတ်တဆိတ်နဲ့ခူးကြောင်ခူးဟိနဲ့တွားပြီးတော့မပုံတင်တာမျိုးရေကောပွဲအတွက်ပင်စင်မှုဟိုစစ်ကောင်စီရဲ့ငွန်ချက်ချက်အတိုင်းလိုက်လောက်ပါတကောက်လိုက်လောက်တာပဲကျွန်တော်တို့တွေ့နေရတယ်အဲ့ဒီလူတွေကိုကျွန်တော်ကဒီမနေ့ focus ပြီးတော့ပြောလို့တာဖြစ်တယ်ဒါတော့မလုပ်ပါနဲ့ဒါကြီးကိုခမရလုံးလိုက်လို့ရှိရင်လက်ရှိခမရဘွားမကဘူးခမရရဲ့တားစီမစ်ဆက်အထိကြီးမားတဲ့အမာရွတ်ပေါ့နော်မေးဆက်ကြီးဖြစ်မယ်ခမရရဲ့တားစီအတိုင်းဝမ်ဟာကျွန်တော်တို့ချင်းအတိုင်းဝမ်ကလည်းအပေထောက်ခံတဲ့ဆိုအပေခံတဲ့မိသားစုဒီလူဒီတက်လုံးဖြစ်သွားမှာပဲအဲကြောင့်ဒါဒီကတော့အလေးနဲ့ပြန်စဉ်းစားတင်တယ်လို့ကျွန်တော်ဒီကနေအားလုံးကိုတို့ကိုမေတ္တာရက်ခံခြင်းတယ်ကိုရွေးကောက်ပွဲမလုပ်သေးဘူးဒါတော့မလုပ်ပါနဲ့လုံးလိုက်လို့ရှင်ကျွန်တော်တို့တိုင်းသားအားလုံးကလည်းမခံဘူးကျွန်တော်တို့ချင်းပြည်မှာရှိတဲ့တော်လှန်ရေးအားလုံးကလည်းမခံဘူးအမျိုးမျိုးဖြစ်လာမယ်အမျိုးမျိုးဖြစ်လာလို့ရှင်ကျွန်တော်တို့တာဝန်မယူဖြစ်ချင်းတို့ဖြစ်တော့မှာပဲအဲ့ဒါလေးဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်အလေးနဲ့တိုက်တွန်းလို့တယ်မေတ္တာရက်ခံခြင်းတယ်ဒီမှာတော့မပါကြပါနဲ့ခင်ဗျားအတွက်လည်းမကောင်းဘူးခဏတစ်ဖြုတ်အတွက်အခွင့်အရေးယူဖို့ခဏတစ်ဖြုတ်အကျူးကျေးဇူးခံစားမလားဆိုတဲ့မျိုးလင်းချက်နဲ့လည်းမလုပ်ပါနဲ့တခြားလောက်ပါတခြားလောက်ဆရာအများကြီးပဲအဲ့လိုလည်းဖြစ်တဲ့အတွက်ပြည်တွင်းပြည်ပမှာရှိတယ်ကျွန်တော်တို့တိုင်ဝမ်ကပုဂ္ဂိုလ်ဒီအားလုံးဒါအဲ့ဒီထဲမှာတော့မပါကြပါနဲ့အားလုံးကိုပဲကျွန်တော်မေတ္တာရက်ခံခြင်းတယ်လို့ပြောခြင်းတယ်နောက်ပြီးတော့လဲကျွန်တော်တို့ကလည်းနာမည်ဒီတည်တယ်ခုနာမည်ကျွန်တော်တို့အားလုံးတည်ပြီးပြီတချို့မျိုးနေဆိုလို့ရှိရင်တည်ဒီမကတွန်ဇန်ကဘတူဒီလုံးရှာနေတယ်လေဖလမ်ကဟာခါကမင်ဒကကမ်ပလက်ကဘတူဒီလေကျွန်တော်တို့တည်တယ်ကျွန်တော်လူနာမည်အားလုံးကျွန်တော်တို့တည်ပြီးသားဖြစ်တယ်မချင်ညာသေးဘူးကျွန်တော်တို့ကလည်းထောက်မပြောချင်သေးဘူးခဏပြန်စဉ်းစားဖို့ပြန်သုံးသပ်ဖို့တကယ်ပဲဒီမှာပါတိမပါတိဆိုတာပြန်သုံးသပ်ဖို့အချိန်ရှိသေးတယ်အဲ့ဒီတော့တွင်းမှာပြန်သုံးသပ်ဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းထောက်မပြောဘူးကေဘဲတို့နာပြီးလည်းကြည်တယ်အမျိုးသမီးတွေလည်းပါတယ်တချို့ကျွန်တော်တို့အားကိုးတဲ့လူကြီးတွေလည်းပါတယ်အလေလက်ပိုင်းတကယ်အခွင့်အရေးသမားတွေလည်းပါတယ်အားလုံးဟာဆိုလို့ရှိရင်တော့
ဒီစစ်အာဏာရှင်ကလည်းဘာခွင့်ကြီးကိုမျှော်လင့်တယ်လဲဒီခွင့်ကြီးကခင်ဗျားတို့ကိုကောင်းကျိုးပေးမလားစူးကျိုးပေးမလားအဲ့ဒီအထိဖြစ်နေတယ်အဲ့ဒီဥစ္စာကိုကျွန်တော်အလေးနဲ့ပြောလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့တော်လှန်ရေးအရာစုဖက်ကလည်းကျွန်တော်တို့ကတိုင်းတစ်ပြည်လုံးတစ်ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုကိုကျွန်တော်တို့အားလုံးပန်းတန်ထားတယ်ဖက်ဒရယ်ပြည်ထောင်စုအတိုင်းအတာနဲ့ဦးစီးဦးဆောင်လူရတဲ့ဦးစီးဦးဆောင်တဲ့အစိုးရကြီးရေဆိုပြီးတော့ခိုင်ခိုင်မာမာလည်းမရှိဘူးနာမည်အဖြစ်တော့ရှိတယ်ဒါပေမဲ့အတွင်းအားဖြင့်အတွင်းသဘောအားဖြင့်ခိုင်မာတဲ့အာကူအားထားထိုက်တဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးတည်ဆောက်မှုမရှိဘူးဥမာအဖြစ်နာမည်အဖြစ်တော့နိုင်ငံတကာမှာတော့ NUG ပြောတယ်ဒါပေမဲ့ NUG မှာတကယ်တိုင်းသားလည်းနဲ့ကင်တယ်တကယ်ပါသလားဆိုတဲ့ဥစ္စာတကယ်မေးခွန်းကြီးဖြစ်တယ်မပါဘူးဘာကြောင့်လဲအကြောင်းရှိမှာပဲအကြောင်းမရှိဘဲနဲ့မရဘူးဘာလဲဆိုတော့ကျွန်တော်တို့ရန်တူတယ်လေဘုံရန်တူတိုက်နေတာလေကျွန်တော်တို့ဘုံရန်တူတဲ့အတွက်မတွေးနိုင်စရာအကြောင်းမရှိဘူးမတွေးလို့မရတဲ့အကြောင်းရင်းရှိလို့တိုင်းသားလေးနဲ့ကန်ကြအယူကြည့်ဟုတ်ပေါ့အင်တိုက်အားတိုက်မပါနိုင်တာဖြစ်တယ်အဲ့လိုပဲကျွန်တော်သုံးသပ်တယ်အဓိကအဖြစ်တော့ကျွန်တော်တို့က Federal Union ပြောတယ် Federal Union ပြောတယ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပြည်ထောင်စုတမိုင်းကလည်းအလုံးတည်ပြီးသားဖြစ်တယ်ပင်လုံစာချုပ်ကလည်းပေါ်လာတဲ့ပြည်ထောင်စုဖြစ်တယ်အဲ့ဒီပင်လုံစာချုပ်မှာဆိုလို့ဆိုဒီကတော့အားလုံးကျွန်တော်တို့တည်တဲ့အတိုင်းပဲတန်းတူကြီးဖြစ်တယ်တန်းတူကြီးဆိုတဲ့မျိုးပေါ်မှာပဲပင်လုံစာချုပ်ချုပ်ပြီးတော့ပြည်ထောင်စုပေါ်လာဖြစ်တယ်အဲ့ဒီဥစ္စာကိုတကယ်ပဲဥတီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတန်းတူကြီးကိုအခြေခံတဲ့ Federal ပြည်ထောင်စုအဲ့ဒီပြည်ထောင်စုကိုတကယ်ပဲဥတီတဲ့အစိုးရအဲ့ဒီဖြစ်မှာပဲတိုင်းသားလေးနဲ့ကင်ဒီလည်းပါနိုင်မှာအဲ့လူမျိုးတကယ်ပဲမလုတ်ဘဲနဲ့နာမည်အဖြစ်အပေါ်ရန်ကြောအဖြစ်လှုပ်လိုက်လို့ရှိရင်တော့တိုင်းသားလေးနဲ့ကင်ဒီတိုင်းသားလူမျိုးတွေနှစ်ပေါင်း90ခံပြီးပြီအဲ့ဒီနှစ်ပေါင်း90ခံပြီးသားကိုကျွန်တော်တို့ကဟုတ်ပေါ့ဘလူးနဲ့နေမှာအလဟာတာဖြစ်ဖို့အတွက်ကျွန်တော်တို့ကခွင့်ပေးမှာမဟုတ်လက်ခံမှာမဟုတ်အဲကြောင့်ဒါကိုကျွန်တော်တို့အစင်းဆုံးပြောမယ်ဆိုလို့ရှိရင်တော့Federal ပြည်ထောင်စုကျွန်တော်တို့ဖွဲ့လိုက်လို့ရှိရင်တော့တိုင်းနဲ့ပြည်နယ်တိုင်းခုနှစ်တိုင်းပြည်နယ်ခုနှစ်ပြည်ဆိုတော့ကျွန်တော်တို့လုံးဝမကြားချင်တော့ပြည်နယ်အလုံးဖြစ်မယ်ဘယ်လူမျိုးမဆိုပြည်နယ်မှာနေမယ်ကိုပြည်နယ်မှာကိုနေမယ်ဘယ်လူမျိုးမဆိုကိုပြည်နယ်ကိုရှိမယ်အဲ့ဒါကိုကျွန်တော်တို့တော်လှန်ရေးရာစုထင်မှာပါနေတဲ့ခေါင်းဆောင်တွေအလေးနဲ့စဉ်းစားဖို့လိုတယ်အဲ့ဒီဥစ္စာအလေးနဲ့မစဉ်းစားဘူးဆိုလို့ရှိရင်တော့တိုင်းသားတွေပါဖို့မလွယ်ဘူးတိုင်းသားတွေပါဖို့မလွယ်ဘူးနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘောကိုတော့တောင်ပေါ်မြေပြအားလုံးစိတ်ဘုံရန်သူကိုတိုက်တယ်တော်တော်လေးအားရစရာကောင်းတယ်5နှစ်တော်တော်လေးခရီးရောက်တယ်ဒါကျွန်တော်တို့အားလုံးမြင်ပြီးသားဖြစ်တယ်တော်တော်ခရီးရောက်တယ်ဘာကြောင့်လဲတောင်ပေါ်ကလည်းတိုက်မြေပြန်ကလည်းတိုက်တယ်မြေပြန်ပိုင်းမှာတိုင်းကိုတိုင်းမှာPDF တွေကိုလည်းကျွန်တော်တို့အင်မတန်မှချီးကျူးတယ်အားလည်းအားကူတယ်ခေါင်းဆောင်ပိုင်းအနေနဲ့လည်း Federal ပြည်ထောင်စုကိုတည်ထောင်ဖို့အတွက်တကယ်အုံမြင့်ချပါတကယ်စဉ်းစားပါအပေါ်ရန်ကြောအဖြစ်တော့မရဘူးအဲ့တော့တကယ်ပဲတိုင်းခုနှစ်တိုင်းရှင်မပြည်ဘူးပြည်နယ်အလုံးဖြစ်မယ်ဗမာပြည်နယ်ဆိုတော့ဖြစ်ကိုဖြစ်တင်တယ်အဲ့ဒီဥစ္စာကိုသူတို့အကောင်းဆောင်များနေတဲ့ဒါကိုလည်းမခံဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ Federal ပြည်ထောင်စုဆိုပြီးတော့ပြောစရာမရှိဘူးအဲ့တော့တကယ်ပဲ Federal ပြည်ထောင်စုကိုပြောမယ်တကယ်ပဲလုပ်မယ်ဆိုလို့ရှိရင်တော့ပြည်နယ်ဒီလိုတယ်အဲ့ဒီဗမာပြည်နယ်ဆိုလို့ဥစ္စာကလုံးဝမရှိလို့မဖြစ်တဲ့အရာဖြစ်တယ်အဲ့ဒီဥစ္စာကိုအလေးနဲ့မထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Federal ပြည်ထောင်စုဆိုတဲ့ဥစ္စာကလွန်ခဲ့တဲ့နှစ်90နှစ်60 90မှာရှိတဲ့တပီထောင်အာဏာရှင်စနစ်ပြန်ပေါ်မှာဖြစ်တယ်အဲ့ဒီကိစ္စကိုလည်းကျွန်တော်အနေငယ်ထည့်လို့တယ်အခုချိန်ပါဆိုလို့ရှိရင် UG ကို reform လုပ်ပါစသဖြင့်ကျွန်တော်တို့ media မှာတော်တော်တွေ့ရတယ်စောင်းပါတီလည်းဖတ်နေရတယ်အဲ့ဒီဥစ္စာကိုတကယ်အလေးနဲ့စဉ်းစားပဲဆိုလို့ရှိရင် UG ကတော့ဘုံရန်သူတိုက်တယ်ကျွန်တော်တို့လည်းတိုက်တယ်ဒါပေမဲ့ဘာကြောင့်တိုင်းသားတွေမပါနိုင်ဒါအလေးနဲ့မေးခွန်းပဲစဉ်းစားရမယ်မေးခွန်းပဲအဲ့ဒီမေးခွန်းအတွက်တကယ်တန်းတူကြီးကိုစဉ်းစားပါတကယ်ပဲFederal ပြည်ထောင်စုကိုတကယ်ပဲခြိလှမ်းလို့ရတဲ့ဖက်ကိုပဲစဉ်းစားပေးပါအဲ့ဒီပြီးမှပဲကျွန်တော်တို့ကိုအခုကကျွန်တော်တို့ဘုံရန်သူကလည်း
ခုနကျွန်တော်ပြောသလိုရုပ်ကုတ်ပွဲတွေလောက်မယ်အတူရောင်ရုပ်ကုတ်ပွဲလောက်မယ်အတူရောင်ပီထောင်စုပါငယ်ချင်းငယ်ကျင်းရမယ်ကဘာကိုလည်းလိုက်ပြအောင်မယ်အဲ့ဒီဆိုတော့ပါလေနဲ့စဉ်းစားဖို့လို့စာကိုကျွန်တော်ဥစ္စာပထမဒီအချက်နှစ်ချက်ကိုပဲကျွန်တော်စဉ်းစားပါပဲပြောတော့နော်ဟိုစတဲ့ချင်းချင်းချင်းတင်တယ်ဆာမြုပ်နေတယ် sorry ဟုတ်ကဲ့ပုကျေးဇူးရန်တင်တယ်ကျွန်တော်တို့ဒီလက်ရှိဒီရွေးကောက်ပွဲအခြေအနေကိုအခုလိုပြန်လည်သုံးသပ်ပေးသွားတာဒါကျွန်တော်တို့ရဲ့ချင်းပြည်ရဲ့အခြေအနေကိုအဓိက focus လုပ်ပြီးမှသုံးသပ်ပေးသွားတာအားရကျဉ်းစရာကောင်းပါတယ်ဒါတီးတွေနဲ့ဟာခါမှာသူတို့ကျင်းပအဖို့ရအတွက်သူတို့တရားဝင်ကြီးညာထားပေမဲ့ဒါကျွန်တော်ချင်းပြည်နယ်မှာတော့လုံးဝဖြစ်ပြောင်းနိုင်စရာအကြောင်းလည်းမရှိပါဘူးပါတီအဖြစ်ကတော့ဒါစုံမီပါတီရှိမယ်ဒါ New Chinland Party ရှိမယ်ပြီးတော့ခူမီပါတီ3ပါတီတော့ကျွန်တော်တို့ဒါတရင်ထဲမှာတော့ကြားရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ပြည်သူတရားလုံးနဲ့တော်လန်ရေးအဖွဲ့အစည်းအားလုံးကျွန်တော်တို့ဟာပူးပေါင်းပြီးမှဒီရွေးကောက်ပွဲကြီးမဖြစ်မြောက်အောင်တော့ကျွန်တော်တို့ဝိုင်းဝန်းပြီးမှဒါချီဖြစ်ဖို့ရအတွက်အမတန်မှအရေးကြီးပါတယ်ပြီးတော့ဒီ comment ထဲမှာဒီပလဲဝအရေးနဲ့ပတ်သက်ပြီးမှဒီ Marvin ဆိုတဲ့လူကနေမှဒါပလဲဝအရေးနဲ့ပတ်သက်ပြီးမှဒါခင်ဗျားတို့လက်ခံတီးဖြစ်စေမလက်ခံတီးဖြစ်စေငါတို့ကျင်းတယ်လို့ငါတို့ကအေးကိုပေးလိုက်ပြီးပြီဒါငါတို့ကျင်းနိုင်ရပြီဆိုရင်မှ comment မှာသူတို့ရေးလာတာကျွန်တော်မြင်တွေ့ပါတယ်ဒီမဟုတ်ကအရေးမရဖတ်မရဒါတွေကိုလာပြီးမှရေးနေကြပါတယ်ကျွန်တော်ချင်းပြည်နယ်တလက်မတော်မှာပဲအဖွဲ့အစည်းမှရောင်းစားလို့မရဘူးဆိုတာခင်ဗျာအတီးထားဖို့ရအတွက်ကျွန်တော်ဒီနေ့နဲ့မှာပြောကြားချင်တယ်ဒါကျွန်တော်တို့ချင်းတမျိုးသားလုံးနဲ့ဆိုင်တဲ့အရာဖြစ်တယ်ခင်ဗျာချင်းလူမျိုးဖြစ်တယ်ဆိုတော့ဒီစကားကိုခင်ဗျာတာဝန်ယူရပါလိမ့်မယ်အဲကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဒါချင်းပြည်ရဲ့အရေးဟာချင်းတမျိုးသားလုံးနဲ့သက်ဆိုင်တယ်ဒါပလဲဝအရေးဟာပလဲဝလူမျိုးလွယ်စုတစုတဲ့နဲ့သက်ဆိုင်တဲ့အရာမဟုတ်ဘူးဒါကျွန်တော်တို့ချင်းတမျိုးသားလုံးနဲ့သက်ဆိုင်တဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်မံဖြစ်ဆွေးမှာပြောကြားအချင်းနဲ့ပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်မှာရှိတဲ့အဖွဲ့အစည်းအသီးသီးအားလုံးလက်နက်ကင်အဖွဲ့အစည်းအားလုံးဟာဒါကျွန်တော်တို့ CC ထဲမှာပဲနေ CB ပါပဲနေဒါကျွန်တော်တို့ဘယ်အဖွဲ့အစည်းမှာပဲနေကျွန်တော်တို့အခုလိုလက်နက်ကင်လာရချင်းရက်တီလာရချင်းအဖွဲ့အစည်းတွေဟာဒါကျွန်တော်တို့ချင်းပြည်လွတ်မြောက်ဖို့ရအတွက်ချင်းတမျိုးသားလုံးကျွန်တော်တို့ကိုပိုင်ပြဋ္ဌာန်းခွင့်အမျိုးသားတန်းတူရရှိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဟာဒီလက်နဲ့ကင်တော်လာခဲ့ကြတာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ CC မှာပဲနေ CB မှာပဲနေဒါကျွန်တော်တို့ CB ကောင်းစားရေးအတွက် CC ကောင်းစားရေးအတွက်ကျွန်တော်တို့ဟာလုပ်နေကြတာမဟုတ်ဘူး။ချင်းတမျိုးသားလုံးကောင်းစားရေးအတွက်ကျွန်တော်တို့လုပ်နေတယ်ဆိုတော့စိတ်ဆန္ဒကျွန်တော်တို့မှာရှိဖို့အင်မတန်မှအရေးကြီးပါတယ်။ဒါ CC ဘက်မှာပဲနေတဲ့လူကြီးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ CC တပ်သားတွေပဲဖြစ်ဖြစ် CB ဘက်မှာနေတဲ့လူကြီးတွေပဲဖြစ်ဖြစ် CB တပ်သားတွေပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ချင်းလူမျိုးကိုချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ဟာချင်းမျိုးသားရေးကိုမဆောင်ရွက်ဘူးဆိုရင်တော့ဒါကိုယ့်အဖွဲ့အကောင်းစားရေးကိုယ့်အဖွဲ့နာမည်ကြီးရေးကိုယ့်ရဲ့နေရာရာထုကြီးပွားရေးတွေတွားမယ်ဆိုတော့ဒါတနက်ပြောင်းဝမှာပဲခင်ဗျားတို့အာနာဖြစ်သွားမှာဖြစ်တယ်ကျွန်တော်အာနာရှင်ကိုမလိုလို့တိုက်ခိုက်နေတဲ့အချိန်မှာကျွန်တော်တို့အာနာရှင်စိတ်တက်ကျွန်တော်တို့ဝင်သွားပြီဆိုတော့ဒါပြည်သူလူထုတရက်လုံးဝနဲ့မှာလုံးဝလက်ခံနိုင်တဲ့အတိုင်းတာကျွန်တော်တို့မှမရှိဘူးဆိုတာကိုပြောကြားချင်တယ်အဲ့ဒါအရာနဲ့ပတ်သက်ပြီးမှဒီအခုလက်ရှိ online မှာဘယ်လိုခေါ်မလဲနာမည်ကြီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှဆရာဘွိုက်ကိုကျွန်တော်ဆက်လက်ပြီးမှမေးကြားချင်တာလည်းရှိပါတယ်ဒီမတူပီ MRO လူကြီးတွေကနေမှဒါမတူပီအရေးမှာအိုက်ဒက်ဖက်မှာဒါသူတို့ဒီစစ်သားစုဆောင်းရေးအတင်းအဓမ္မသူတို့လုပ်နေတာကိုကျွန်တော်တို့ကြားသိရတယ်ဒါသူတို့ဒီစန္ဒပြမှုတွေကအစကျွန်တော်တို့ဒါဖြစ်နေတာတွေကျွန်တော်အားလုံးမြင်တွေ့နေရတာဖြစ်ပါတယ်တကယ်ကိုစိတ်မကောင်းစရာလည်းဖြစ်ပါတယ်ဒီចောင်းတက်နေတဲ့ကလေးငယ်တွေကစအသက်မပြည့်သေးတဲ့12နှစ်13နှစ်ဒီ16နှစ်အောက်ကလေးငယ်တွေကစသူတို့အကုန်လုံးတင်းကျုံဖမ်းပြီးမှဒီဆရာမတွေပါဒီတရားဟောဆရာတွေပါအကုန်လုံးတင်းကျုံသွားတယ်ဆိုတဲ့အရာကတော့ဒါကြားလို့လည်းမကောင်းဘူးအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးမှတကယ်ကိုဓမြဆန်ဆန်အကျန်းဖက်ဆန်ဆန်နဲ့သူတို့လှုပ်သွားတဲ့အရာတွေနဲ့ပတ်သက်ပြီးမှအဲ့ဒါဒေတာခံလူကနေမှအဲ့ဒါသူတို့ MRO ဖက်ကလူကြီးကိုမေးမြန်းတဲ့အခါမှာဘာဖြစ်လို့ခင်ဗျားတို့ဒီ AA ကိုစစ်ကူပေးဖို့ရန်အတွက်ကျွန်တော်တို့ရဲ့လူငယ်တွေကိုအခုလိုစစ်သားစုဆောင်းနေကြတယ်လဲဆိုမှမေးမြန်းတဲ့အခါမှာဒါကျွန်တော်တို့က AA ကိုစစ်ကူပို့ဖို့ရန်အတွက်မဟုတ်ဘူးဒါ CCN ကိုကာကွယ်ဖို့ဒါကျွန်တော်တို့က
တက်ရင်အားလို့စုဆောင်းတာပါဆိုပြီးမှဖြေချတယ်တဲ့ဒါကျွန်တော်တို့ဟိုကြုံတကယ်လို့လိုအပ်လာတော့နာမည်ပါကျွန်တော်တို့ထုတ်ပြောဖို့ရှိပါတယ်ဒါပေမဲ့ခုလောလောဆယ်တော့ကျွန်တော်နာမည်တွေပါတွေတော့ထည့်မပြောဘူးအဲဒါကြောင့်ကျွန်တော်တို့ဒီ CC ဆိုတာကားတဲ့အချောင်သမားတွေပဲတဲ့ဒါကျွန်တော်တို့တင်ထားပြီးသားမြို့တွေကိုသူတို့ကအချောင်လိုက်တင်းချင်နေလို့ဒါကျွန်တော်တို့ကသူတို့ရန်ကိုကာကွယ်ဖို့ရန်အတွက်ကျွန်တော်တို့ကအစင်အားဟလာဘယ်လိုခေါ်မလဲဖြစ်ဆွဖို့ရန်အတွက်ဒါကျွန်တော်တို့စုဆောင်းနေတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့ဒါအနေနဲ့ပတ်သက်ပြီးမှဆရာဘွိုက်ကိုကျွန်တော်မေးချင်တာကချင်းလန်းကောင်ဆယ်အနေနဲ့ CC တင်ထားတဲ့နယ်မြေတွေကိုကျွန်တော်တို့လူယူတင်တာတွေရှိသလားပေါ့နော်ပြီးတော့ဒီလိုက်လန်းပြည်ဟာဆိုလည်းဒါသူတို့ကအဲ့တဲ့ MRO လူကြီးတယောက်ကနေပြောတာကငါတို့တင်ထားပြီးသားမြို့ပါတဲ့သူတို့ကလည်းပြန်လာတင်တယ်ဆိုတဲ့သဘောမျိုးနဲ့ဒါဖြည်သွားတာတွေလည်းရှိတယ်တဲ့ဒါပေမဲ့လိုအပ်လာတော့ကျွန်တော်တို့ဒါနာမည်တွေပါထုတ်ဖို့ပြောရမယ့်အနေထားတွေရှိတယ်ဒါပေမဲ့လောလောဆယ်အဲ့တဲ့အနေနဲ့အဲ့တဲ့အနေထားနဲ့ပတ်သက်ပြီးမှဒါစစ်သားစုဆောင်းရင်းနဲ့ပတ်သက်ပြီးမှခုလက်ရှိမိဘပြည်သူတွေကြုံတွေ့ခံစားနေရတဲ့အရာတွေနဲ့ပတ်သက်ပြီးမှဆရာဘော့ရဲ့အမြင်သုံးသပ်ချက်လေးတွေကိုတင်ပြပေးဖို့ရတဲ့အတွက်ခုချိန်မှာဆရာဘော့ကိုလှည့်ပေးသွားချင်ပါတယ်ဒီစစ်တင်နဲ့ကျွန်တော်ပြောပြသားပဲငခုကလေးကဒါ CBA result ပါပဲဝေကုန်းဘာဖြစ်လို့ချင်းလဲကောင်စီဒီကထားဖြစ်ပြီးတော့မှသူများတိုက်ခိုက်တယ်လဲသူများဖွဲ့စည်းကိုတိုက်ခိုက်တယ်လဲမပြောပါနဲ့မဆိုင်ပါဘူးကျွန်တော်အမှန်တိုင်းကိုပြည်သူကိုချပြနေတာကျွန်တော်အဖွဲ့အစည်းကိုခူးဆိုင်တဲ့သူမဟုတ်ဘူးအဖွဲ့အစည်းမှာရှိတဲ့လူတွေကိုလည်းကျွန်တော်ခူးဆိုင်တဲ့သူမဟုတ်ဘူးကောင်းတဲ့သူကတော့ကောင်းတယ်လို့ကျွန်တော်ပြောမှာဆိုးတဲ့သူကတော့ဆိုးတယ်လို့ပြောမှာစောတကမတည့်ကြပါနဲ့အဲ့ဒါပထမဆုံးစကချင်းနဲ့ကျွန်တော်ပြောချင်ပါတယ်ဒါဘွေကုန်းကပြောနေတာပါအဲ့တော့ဒါ CBA result ကျွန်တော်တို့ကိုကရတီပီတာပါဒီလိုမျိုး result ထွက်လာမှာဆိုတဲ့ဥစ္စာအဲ့ဒါကြောင့်ကြည့်လိုက် TV screen မှာ social media ကိုကြည့်လိုက်ဒီလောက်တနပြောင်းဝအောက်မှာတနပြောင်းဝရှစ်မှာ main ကလေးရောကလေးငယ်တွေရော MRO CD မတူပြီးအလိုမရှိအိုရေးတာကစဉ်းစားလိုက်တော့ဒါဘာဖြစ်နေပြီလဲဘယ်လောက်ခံစားနေပြီလဲကျွန်တော် CC member တွေကိုတတိပေးချင်တယ်အဲ့လိုမျိုးအိုမခံအောင်ကျွန်တော်တို့ကတော့စုတောင်းကြရအောင်လို့ကျွန်တော်ပထမဦးဆုံးကိုယ့်ရဲ့အဖွဲ့အစည်းကိုကျွန်တော်ပြောချင်တယ်ဘယ်လိုမျိုးကအိုခံလိုက်ပြီးစန္ဒအပြက်ခံလိုက်ပြီးဆိုရင်တော့ဘုရားလေးပြီးလို့မှပြန်ဒါပါပဲဘာဖြစ်လို့နေရတာလဲပြည်သူလူထုကစန္ဒပြက်ပြီးဟေးဆိုရင်တော့ဒါအဲ့ဒါနောက်ဆုံးပွဲသိမ်းပြီဒီမိုကရေစီခေတ်တုန်းကဆိုရင်တော့ပေါ်သေးတယ်ဘယ်သူမှဆိုစန္ဒပြကြတယ်လက်နဲ့ဘာနဲ့ဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးစန္ဒပြရဲတွေဆိုတဲ့ဥစ္စာကအပြခံတဲ့ဖွဲ့အစည်းပုဂ္ဂိုလ်တွေကအင်မတန်မှဆိုးလွန်းအားကြီးတယ်ဆိုလို့ဥစ္စာအရန်သိတာတယ်အဲ့ဒါ CC အနေနဲ့သင်ခန်းစာယူကြအောင်အဲ့ဒါအဖြစ်ပြောက်ကျွန်တော်ပြောတာအဲ့တော့ခုနကိုဆန်းကပြောတာပေါ့စစ်သားစုဆောင်ရချင်းဒီအေကိုတွားစစ်ကူတွားဖို့မဟုတ်ဘူးဆိုတာကျွန်တော်လေးခံတယ်ဒါဖြစ်တာဒါတွေကအခုမတူပီကအပေါ်တင်နဲ့ထင်ပေါ်ကြောကြနေတာကျွန်တော်တို့မရာမှာ MDFT ကစစ်သားစုဆောင်ခဲ့တုန်းကဒါပါပဲစစ်စစ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ခူမီရီလောက်တူရီမရာရီ CNA တွေကိုတိုက်ဖို့အတွက်အင်အားစီမှဖြစ်မယ်လို့သူတို့ပြောတာအခုက result ထွက်နေပြီဖာတလာမှာပြစ်တက်နေကြပြီအဲ့ဒါများတို့သိတာပဲမတူပြီသူပြောတာဖန်တယ်အေဖက်ကိုစစ်ကူလှုပ်ဖို့မဟုတ်ဘူးကျွန်တော်ပုံမလေးပြောချင်တယ်တွားရဲမှာလည်းမဟုတ်ပါဘူးဒါထားလိုက်တော့အဓိကကသူတို့ရဲ့ statement ကိုကြည့်လိုက်လေဆရာသူတို့အတန်ဖိုင်ကိုကြည့်လိုက်လေချက်နဲ့ချက်ရှိတယ်တစ်ချက်ကတော့စကားစကိုတိုက်ဖို့ရန်အတွက်စကားစစီကနေတင်ထားတဲ့မြို့ကိုအသိမခံဖို့အတွက်စစ်သားစုဆောင်ရတယ်ပထမချက်ဒုတိယအချက်ကချင်းပီမှာပရိပေခါတွေဖြစ်နေတဲ့တွေ့တစ်ရှင်ရက်တည်နိုင်ဖို့အတွက်လိုအပ်တယ်လို့ပြောတယ်လေဒါ CC ကိုဥတီတာပဲလေဒါဘာမှဒါပုံမလင်းပြောရမယ်နော်ဖျားရှိလူရှိကျွန်တော် CC member တွေကိုတိုက်ခိုက်နိုင်ဖို့အတွက်ကာကွယ်နိုင်ဖို့အတွက်စစ်စားစုဆောင်းတာပါအဲ့ဒါ CB ရဲ့ဟောပါလေ result ပါပဲအဲ့ဒါဆိုကျွန်တော်ပြောတယ်ကျွန်တော်တို့ CBD ကအခုချိန်မှာတော့စစ်ကောင်စီကိုတိုက်ချင်တဲ့ဥစ္စာ90ရာခိုင်နှုန်း CC member တွေကိုတိုက်ချင်တာ90ရာခိုင်နှုန်းအဓိက CNA ပေါ့ကွာအဲ့လိုမျိုးလူတွေကဥဆောင်တဲ့အဖွဲ့အစည်းကအဆင်ပြေမလား
သူတို့စုကိုတောင်းသေးလို့လားမသိဘူးကျွန်တော်ဆိုင်ပြောချင်နေပြီဆိုင်ပြောမှလူတွေကနားလေတာဆိုင်ပြောမှပြိတ္တနားလေတာဆရာကြီးစတိုင်နဲ့ကျွန်တော်စကားမပြောချင်ဘူးဆရာကြီးစတိုင်စကားပြောမြင့်နေရရှိတယ်မိခွန်းပြောရမယ့်ချိန်ရှိတယ်ပြိတ္တတွေအားလုံးရှိမှအခုလိုမျိုးပြောရတဲ့ချိန်ရှိတယ်အစီအဝေးမှာပြောတဲ့စကားရှိတယ်လူနာကြီးတဲ့ချိန်မှာပြောတဲ့စကားရှိတယ်ကွာအဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့တော့ဆိုင်ပြောချင်တယ်ဒါ MRO မတူပီ revolution organization စီတဲ့မတူပီဒါအစစ်ရောက်နေပြီဆိုရင်တော့ခင်ဗျားတို့ရှက်တလားမသိဘူးအဲ့ရလေးပြီးတော့ပြန်ဖို့တန်ပြီနော်ဒါရီအဲ့တော့ CC member တွေတတိထားကြပါဒီတူလူထုကစန္ဒပြခံပြီဆိုရင်တော့တုံဟိုင်းကာလမှာရှက်စရာကောင်းတယ်နိုင်ငံကောင်းတုန်းကတော့တယောက်နှစ်ယောက်လောက်မကျင်တတ်တာနဲ့စန္ဒပြလို့ရတယ်အခုချိန်မျိုးမှာတနတ်နဲ့ချိန်နေတဲ့အချိန်မှာစန္ဒပြရဲတွေဆိုတာကျွန်တော်တို့လှုပ်ရက်ဒီကသူတို့ရဲ့လှုပ်ရက်ဒီကဟုတ်မှမဟုတ်တော့တာအဲ့ဒါဒီနေ့ကျွန်တော်ဆိုင်ပြောချင်တာအကြာကြီးလဲကျွန်တော်မဆွေးနွေးချင်ဘူးဒီကိစ္စအဲ့ဒါရမလားမရဘူးလားစစ်တပ်ဆူဆောင်းမလားကျွန်တော်အားလုံးခြုံပြီးတော့မှနှိကုန်းအနေနဲ့ပြောမယ် CNA ပဲဖြစ်ဖြစ် CDF တွေ CB မှာပါဝင်တဲ့ CDF တွေပဲဖြစ်ဖြစ်ချင်းလဲကောင် CCC မှာပါဝင်တဲ့ CDF တွေဖြစ်ဖြစ်စစ်သားဘာကြောင့်ဆူဆောင်းရတယ်လဲအရင်တော့ကထောင်နဲ့ချီပြီးတော့မှစစ်သားတွေဖြစ်ချင်ကြတယ်လေစကားစကားတော်လှန်ချင်ကြတယ်လေအခုကျတော့ရှားပါလာပြီတစ်ချက်ရှိမယ်နော်အခြေအနေကြောင့်လို့ဖြစ်ပေမဲ့တခုကတော့အရင်တော့ကသူတို့ကစိတ်ဓာတ်တက်ကြွလို့ဝင်ချင်ကြတာဖြစ်မယ်အခုတော့စိတ်ဓာတ်မတက်ကြွတဲ့တော့မဝင်ချင်တာဖြစ်မယ်တခုကတော့ရှိသေးတယ်နော်ကျွန်တော်တို့ကောင်းဆောင်ဒီမကောင်းလို့မဝင်ချင်ကြတော့တာနာပဲ CB မှာရော CC မှာရော CNA မှာရောကျွန်တော်တို့ကောင်းဆောင်တွေကမပြုတ်ပြင်ဘူးဒီတိုင်းပဲတွားမယ်ဆိုရင်တော့မိအောင်ဟန်လိုပဲစစ်သားဆူဆောင်းရတော့မှာစစ်သားဆူဆောင်းရင်းနဲ့ဆန္ဒပြတ်ခတ်မှာရည်ရွယ်ချက်မှမကောင်းတော့တာအချင်းချင်းအားပြိုင်ဖို့စစ်သားဆူဆောင်းနေဆိုတော့တွားပြီပေါ့စကားစားကိုတိုက်ဖို့အတွက်မဟုတ်ပဲနဲ့ဒါဖះကတိတယ်လူကတော့ဘလောက်ပဲလိန်ညာစကားချိုလေးပဲပြောစကားကိုရစ်ပပြမပဲပြောဘာမှအဲ့ဒါထီအောင်မှမဟုတ်ဘူးအဲ့ဒါကြောင့်စစ်သားဆူဆောင်းတဲ့ဥစ္စာတွေအတုံးတက်မှမဟုတ်ဘူးဘာကြောင့်လဲဆိုရင်တော့ဒါပြည်သူတော်လှန်ရေးဆိုတာမမေ့ဖို့ကျွန်တော်ပြောမယ်ဘာဘယ်ချိန်ရောက်နေပြီလဲဆိုရင်တော့ NUG လေးအောက်မှာရှိတဲ့ PDF တွေပါကဖဆိုတဲ့ဥစ္စာပြည်သူ့ကကိုယ်တပ်ဖွဲ့ပါအဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အားပြိုင်နေကြတာကလေးမျိုးတစ်ဝိုက်မှာတေးချကျွန်တော်သိတယ်အာနာရီလူကြတာပါအဖကိုပါကဖကအာနာသိမ့်လိုက်ပါအဖခေါင်းဆောင်ကကြင်ပြတ်ချဆမ်းမနဲ့ရည်ယူလိုက်NUG ကလည်းနိုင်ငံခြားမှာပဲနေပြီးတော့မှသူတို့တပ်သားတွေကိုမဆုစည်းနိုင်ကျွန်တော်တို့ချင်းမှာလည်းပဲ CB ကိုကောင်းကောင်းမဆုစည်းနိုင် ICNCC ကပြောလိုက်ရင်တော့ချိန်ကဆေးပဲထုတ်ပြီးတော့မှသူတို့တပ်သားတွေတော့ကောင်းကောင်းမဆုစည်းနိုင်ဘူးကျွန်တော်တို့ချင်းလဲကောင်စီလည်းတတိထားဖို့လိုတယ်ကိုတပ်သားတွေကိုကောင်းကောင်းမဆုစည်းနိုင်လို့ကတော့ဆန္ဒပြတ်ခံအောင်ပါစကားစားကိုလည်းနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ခုချင်းပီတစ်ခုတည်းမဟုတ်ဘူးဟိုးမေပြကလေးပင်ဒီမကွေးတိုင်းအဖွဲ့စီကများလုံးအကြည့်တော့ကိုယ့်ရဲ့အာဏာပဲတိဆောက်ကြတော့တာအခုဘယ်လိုလုပ်မလဲဒါကောင်းဆောင်တွေကောင်းကောင်းစဉ်းစားပါအဲ့ဒါကြောင့်အတွေ့အခေါ်တွေအပြုအမူတွေရည်ရွယ်ချက်တွေကိုမပြင်ဘူးဆိုရင်တော့အဲ့ရလေးပြီးတော့မှပြန်လာတော့ပိုကောင်းမယ်ပြည်သူလူထုကအရန်နစ်နာလေပြီပြောတော့ကတော့လူထုကိုကာကွယ်မယ်တစ္ဆာဆိုကျွန်တော်မယုံတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်စီဒီမရာတွေကတော့ကောင်းကျွန်တော်တို့ကတော့ထိနိုင်တယ်တုံးတက်အောင်စီဒီမရာကိုတော့လုပ်တယ်အဲ့ဒါကြောင့်တူးစုကြပါလို့ကျွန်တော်ပြောချင်တယ်သူများတွေထင်ကြီးအောင်ဟိတ်ဟာပြလိုက်အထင်ကြီးအောင်လှုပ်လိုက်အဲ့ဒါစကားစားကိုနိုင်ရမယ်လမ်းကြောင်းမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုမတူပီအဖြစ်ပြားတွေကိုကျွန်တော်အခြေခံရင်းနဲ့ဟိုးကလေးမြို့ထိပါအဖကပဖတွေကိုကောင်းကြည့်တဲ့အတွက်တင်ခန်းစာစုရအောင်အချိန်မီမပြုတ်ပြင်ဘူးဆိုရင်ကျွန်တော်တို့ပါအဲ့ရလေးပြီးတော့ပြန်ကြမှာအဲ့အချိန်ဖြစ်မှာနော်ဒါစကားစားအကြိုက်မျိုးကိုမလုပ်ပါနဲ့ဆိုတဲ့ဥစ္စာကျွန်တော်နောက်ဆုံးအနေနဲ့ညီကုန်းချုပ်ပြီးတော့စကားပြောချင်ပါတယ်ကျေးဇူးတင်တယ်လက်ခေါ်ပါလေးချီးမြှင့်ပေးအောင်နော်ဆရာဘွိုက်ပြောသွားတာတကယ်ကို
ပြတ်သားနဲ့နော်ပြောသွားတာတကယ်ကိုတန်ဖိုးရှိတဲ့စကားတွေဖြစ်ပါတယ်ဒါကျွန်တော်တို့အဖွဲ့အစည်းတိုင်းလိုအပ်တဲ့အရာလည်းဖြစ်ပါတယ်ဒါကျွန်တော်တို့အဖွဲ့အစည်းတိုင်းဟာကျွန်တော်တို့ချင်းတမျိုးသားလုံးအတွက်တကယ်ကိုစစ်မှန်သောစီရန်နဲ့လုပ်နေတယ်ဆိုတော့ကျွန်တော်တို့စစ်သားစုဆောင်းနေစရာမလိုပါဘူးကျွန်တော်တို့လက်ရှိအနေထားအရစင်နက်ဖြစ်နေကျွန်တော်တို့ကမ်ဗစ်တိုးရီယာမှာဆိုရင်ဒါကျွန်တော်စစ်တင်တန်းပို့ချနေတာတွေလည်းရှိတယ်စစ်တင်တန်းတက်မဲ့လူတွေလည်းကျွန်တော်တို့ဒါ seniority နဲ့စောင့်နေတာလည်းကျွန်တော်တို့မြင်တွေ့နေရတယ်ဒါဟာတိုင်းပြည်နဲ့လူမျိုးအတွက်တကယ်ကိုစီရနာမှန်ကန်ပြီးမှကျွန်တော်တို့ဟာလမ်းကြောင်းမှန်သွားနေတယ်ဆိုတော့ဒါပြည်သူ